ကျွန်တော်ကြောင့်ကကလေးတွေကခရီးထွက်ဖို့လမ်းကြောင်းပေါ်ရောက်နေကြပါတယ်။ညအချိန်လမ်းတစ်ဝက်မှာဘတ်စကားကိုစောင့်နေပြီးနေဟာဆိုတဲ့ကမလေးကရှေ့မှာထိုင်းနေတဲ့အမျိုးသမီးတယောက်ရဲ့နားကိုရောက်သွားခဲ့ပါတယ်။အဲဒီအမျိုးသမီးရဲ့ရှင်ခွင်ထဲမှာအိတ်နေတဲ့သူ့သားရဲ့မျက်နှာကိုနေဟာကမြင်လိုက်ရတယ်။အဲ့မျက်နှာကတော့အယိုးစုတစ်ခုလိုဖြစ်နေပြီးမျက်နှာပေါ်မှာပိုးကောင်တွေကသွားနေတာကိုတွေ့လိုက်ရတယ်။ဒေလီကကျွန်တော်ကြောင့်ကနေနာနီဒါစီတောက်ခရီးထွက်ဖို့စီစဉ်ထားတယ်။ခလေးအားလုံးရီမော်ကခုံပြီးသွားလာနေကြပါတယ်။ညကတတော့ကိုညံ့ညက်လာပြီးဘတ်စကားကနာနီဒါရဲ့ကြောင်နှန်းတွေပေါ်ကိုရောက်သွားတယ်။ခလေးတွေအော်ပြီးတော့ပြောနေတော့ဒရိုင်ဘာကဇုတ်တီရဲ့ကားကိုဘရိတ်အုပ်လိုက်တယ်။ဘာဖြစ်တာလဲဒရိုင်ဘာဘတ်စကားကိုဆက်လိုက်တာလေ။ဆရာမကြီးဒီမှာကြည့်ပါအမျိုးသမီးတယောက်ဘတ်စကားရှိမှရောက်လာနေတယ်။ကဲပါကျမကိုကူညီပေးပါကျမအင်ကတောင်ထိပ်ပေါ်မှာပါညနေတတော်နတ်နေပြီကျမခလေးကအရန်ငယ်ပါသေးတယ်ကူညီပေးပါနော်ကားပေါ်ရောက်တဲ့အမျိုးသမီးရဲ့ရှင်ခွင်ထဲမှာအိတ်နေတဲ့သူ့သားရဲ့မျက်နှာကိုနေဟာကမြင်လိုက်ရတယ်မျက်နှာမှာအယိုးစုတစ်ခုလိုဖြစ်နေပြီးတော့ပိုးကောင်တွေသွားနေတာကိုလည်းတွေ့လိုက်ရပါတယ်ဟုတ်လေအဲ့ဒီကလေးကမျက်နှာပေါ်မှာလက်တွေနဲ့ပြီးတော့အစိုးကမျက်နှာကြီးအဲ့ဒီမိမကသူ့ကလေးရဲ့မျက်နှာကိုဖွင့်ပြီးအားလုံးကိုပြလိုက်တယ်အခလေးကတာမန်ကလေးတစ်ယောက်လိုပဲဖြစ်နေပါတယ်။နေဟာဒီမှာကြည့်ခလေးပဲလေမင်းကိုကြည့်နေတယ်။အားလုံးသူတို့နေရာမှာပြန်ထိုင်ကြတယ်။နေဟာလည်းသူ့ထိုင်ခုံစီကိုပြန်သွားပြီးခလေးတွေကိုထပ်ကြည့်လိုက်တယ်။ဒီကခလေးကလုံးဝပုံမှန်မှဖြစ်နေတော့နေဟာစိတ်အေးသွားပြီးတော့အားလုံးထပ်ပြီးတော့ပြုံးမြူးကြပါတယ်။ကားဆရာကြီးဒီမှာပဲရပ်ပေးပါ။အဲ့ဒီအမျိုးသမီးကကားပေါ်ကနေဆင်းသွားပါတယ်။သွားရင်သူကလေးရဲ့စားစရာတွေဘတ်စကားထဲမှာကြံခဲ့တယ်။ရိုဟန်ကယူထားလိုက်တယ်။သူထွက်သွားပြီးတော့နေဟာကပရင်းပေါက်ကနေအဲ့ဒီအမျိုးသမီးကိုကြည့်လိုက်တော့ရုတ်တရက်အမျိုးသမီးကလှည့်ကြည့်ပြီးနေဟာကိုကြည့်ပြီးမန်နဲ့လိုရှိလိုက်ပါတယ်။ဆီယမအပြင်မှာကြည့်ပါဦး။အဲ့ဒီအချိန်အမျိုးသမီးကသူ့ရဲ့မျက်နှာကိုပြန်လှည့်လိုက်ပြီးအောက်ဘက်ကိုဆက်သွားတယ်။နေဟာမင်းတတော့ကိုပင်ပန်းနေလို့ထင်တယ်။အဲ့ဒါနဲ့ခဏကြာမှတော့အတန်တစ်ခုကကြဲကြဲထွက်လာပြီးတော့လက်စကားကထက်ရက်သွားတယ်။ဆမ်မတွေကတယောက်နဲ့တယောက်တိုင်ပင်ပြီးအနီးကဟိုတယ်တစ်ခုမှရက်ဖို့ပြောလိုက်ကြတယ်။ခလေးအားလုံးညစာစားပြီးတော့အိပ်ဖို့သူတို့အခန်းထဲဝင်သွားကြတယ်။နေဟာပူဂျာနဲ့ပူဂျာရဲ့ညီငယ်အခန်းထဲမှာနေကြပါတယ်။ပူဂျာရဲ့ညီကအကျန်းငယ်သေးလို့ပူဂျာကသူ့နဲ့အတူတူထားတယ်။အခုဆိုရိုဟန်စီမှာအဲ့ဒီခလေးရဲ့ကစားစရာတွေရှိနေတယ်။ရိုဟန်ကအဲ့ဒီခလေးကစားစရာတွေနဲ့အဲ့ဒီအချိန်ကလေးကစော်နေတယ်။အခန်းကအရန်လာတယ်။သူတို့အခန်းရဲ့ပရင်းပေါက်တွေကနေအေးတဲ့လင်းငင်းတွေတဖြည်းဖြည်းဝင်လာတယ်။ညီဟာကပရင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တာပေါ့။လာဒီမှာအိတ်ချမယ်။ငါအိတ်ချစ်ဆွဲအရန်ဖြစ်နေပြီ။ရိုဟန်လာအိတ်တော့ကစားစရာတွေကိုဒီမှာထားခဲ့။ကစားစရာကိုထားခဲ့။လက်ပြန်မှာဆော့လို့ရပါတယ်။ရိုဟန်ကအပေးလာတာဒီဟာကိုပန်ရှင်းစီပြန်ပေးဖို့ဗရင်မပြင်ကိုပြချလိုက်မယ်။ရိုဟန်ကစိတ်ဆိုးသွားပြီးပူဂျာကိုကြည့်ကရုတ်တရက်အော်ဟစ်လိုက်တယ်။ငါကစားစရာပြန်ပေးငါကစားစရာပြန်ပေးငါကစားစရာပြန်ပေးလို့ဘာဖြစ်တာလဲသူ့ကိုဘာလို့ဒီလိုပြောနေတာလဲ။ဒါကိုငါလည်းမသိဘူးဒီကိုရောက်ကြတဲ့ကအဲ့ဒီကစားစရာနောက်ပဲလိုက်နေတာ။ရိုဟန်ကအတန်ကျဲကြီးနဲ့တောက်တနေရာမှာထိုင်ပြီးတော့ငိုနေတယ်။အဲ့ဒါငါကစားစရာပါအဲ့ဒါငါဟာရိုဟန်တဲ့လာအိတ်ဒါအယုံလေးပဲကွာမင်းရဲ့ဒရမာတော်တော်များသွားပြီရုတ်တရက်မိကပြတ်သွားတယ်ဟဲမိပြတ်သွားပြီထင်တယ်ဟုတ်တယ်ငါတမီးဖွင့်လိုက်မယ်ပူဇာကတမီးဖွင့်ပြီးတော့နေဟာကိုကြည့်ရောနေဟာကအိပ်ရာပေါ်မှာလှဲနေတယ်ဒါပေမဲ့ရိုဟန်ကြည့်လိုက်တော့ရိုဟန်အဲ့မှာမရှိတော့ဘူးနေဟာရိုဟန်ဒီမှာမရှိတော့ဘူးဖယ်သွားတာလေခုနကဒီမှာပဲရှိပါတယ်နှစ်ယောက်စလုံးဗရေပေါက်စီကိုပြေးသွားကြပြီရိုဟန်ကိုဗရင်းပေါက်ကနေခုန်ထွက်သွားတာမြင်လိုက်ရတယ်။နှစ်ယောက်လုံးဘာမှမစင်းစားတော့ပဲရိုဟန်နောက်ကိုပြေးလိုက်သွားကြတယ်။နှစ်ယောက်လုံးကြည့်တော့ရိုဟန်ကိုအနီးနားမှာမတွေ့ရတော့ဘူး။တော်ထဲမှာနှစ်ယောက်တည်းရှိနေပြီးရိုဟန်ကိုဘယ်နေရာမှမမြင်ရဘူး။အဲ့ဒီချိန်ရိုဟန်ရဲ့အတန်ကိုကြားလိုက်ရပြီးအဲ့ဒီဘက်ကိုလိုက်သွားကြတယ်။အဲ့နောက်ကိုသွားပြီးကြည့်လိုက်တော့ရိုဟန်စော့နေတဲ့ကစားစရာကိုတွေ့လိုက်ရတယ်။အဲ့ဒီကစားစရာကနေအတန်ထွက်လာတယ်။အမကဲပါဒီကနေထုတ်ပေးပါဒီမှာကျွန်တော်ကြောက်လာပြီဒါကခုနကအဲ့ဒီအမျိုးသမီးကလေးစီမှာရှိတဲ့ကစားဆရာမဟုတ်လား
ဟုတ်တယ်တော်တော်ကရိုဟန်ကဒါကိုကောက်ယူခဲ့တာဒါပေမဲ့ဒီကစားဆရာကနေရိုဟန်ရဲ့အတန်ဘယ်လိုထွက်လာတာလဲရိုဟန်ကရောဘယ်မှာလဲဒီမှာတခုခုထူးဆန်းနေတာပဲအဲ့ဒီအချိန်ကျယ်လောင်တဲ့အော်တန်တစ်ခုနဲ့တူအဲ့ဒီကစားဆရာကပုတ်ခနဲ့ပျောက်သွားပြီးဒါကိုမြင်တော့နှစ်ယောက်စလုံးအဲ့ကနေထွက်ပြေးလာကြတယ်ပြေးပြီးတော့အင်္ဂလုံးရဲ့အနာကိုရောက်သွားကြတယ်ပူကြဒီအိမ်ထဲဝင်ကြမယ်သူတို့စီကအကူအညီတောင်းရအောင်နှစ်ယောက်စလုံးအိမ်ထဲကိုဝင်သွားကြတယ်အိမ်ကလုံးဝကိုဖြစ်စည်းနေပြီးလူမနေတာလည်းသူတို့ကိုကြားနေပုံရတယ်အိမ်ထဲမှာတယောက်ယောက်ရှိလားကျမတို့ကိုကူညီပေးပါအဲ့ဒီအချိန်အိမ်ထဲကနေအမျိုးသမီးတယောက်ထွက်လာတယ်ခလေးတွေဘယ်လိုအကူအညီလိုချင်လဲရှင်ဒီမလားဟုတ်တယ်ဒါငါအိမ်ပဲကြောက်ဘာလို့ချင်လဲဟိုကျမဟင်းမှာဒီတော်ထဲမှာဘယ်မှာပြောက်သွားလဲမသိဘူးသူ့ကိုရှာဖို့အကူအညီလိုလို့ပါငါဘယ်မှသွားလို့မရဘူးငါခလေးကအိမ်မှာတယောက်တည်းရှိတယ်အဲ့ဒီချိန်နင်ဟာရဲ့အကြီးကခလေးရဲ့လက်စီရောက်သွားတယ်ခလေးလက်ထဲမှာရိုဟာကန်သားတဲ့ကစားဆရာနဲ့တူတာကိုတွေ့လိုက်ရတယ်ဒါကိုမြင်တော့နင်ဟာကအဲ့ဒီခလေးလက်ကနေကစားဆရာကိုဆွဲယူလိုက်တယ်မင်းဘာလုပ်တာလဲဒါကိုမင်းပြန်ပေးစမ်းဒါငါသားရဲ့ဟာပဲမင်းအဲ့ဒီအတွက်အပြစ်ပေးခံရမယ်ဒီကစားဆရာရိုဟန်စီမှာလည်းရှိခဲ့တယ်ရိုဟန်ဘက်မှာလည်းရှင်သူ့ကိုဘာလုပ်ထားတာလဲအဲ့ဒီချိန်အမျိုးသမီးရဲ့ရင်ငွေတွေကခလေးလေးကငိုးလာတယ်အဲ့ခလေးကရိုဟန်ပဲသူ့ရဲ့မျက်လုံးတွေကအခုအနီရောင်ဖြစ်နေတာပေါ့အဲ့ဒါကိုမြင်တော့နေဟာကအဲ့ဒီကစားဆရာကိုအိမ်အပြင်ကိုပြစ်ချလိုက်တယ်ရိုဟန်ကနေရန်ပေါ်မှာကြောင်းမြန်လျှောက်ပြီးအိမ်ကနေအပြင်ထွက်သွားတယ်အမျိုးသမီးကချက်ချင်းကြားမက်စရာကောင်းတဲ့မိစ္ဆာမတယောက်ဖြစ်သွားပြီးတော့လေထဲမှာပြန်ပြီးနှစ်အားလုံးရဲ့နောက်ကိုလိုက်လာတယ်ပူသားရဲ့နေဟာအဲ့ကနေပြစ်ထွက်လာပြီးတော့အိမ်အပြင်မှာရိုဟန်ကိုမြင်လိုက်ရတယ်ဒါပေမဲ့အခုရိုဟန်ကကစားဆရာအယုတ်တစ်ခုလိုဖြစ်သွားပြီပူကြားနဲ့နေဟာနှစ်ယောက်စလုံးအသက်ရှင်ဖို့တော်ထဲကနေထွက်ပြေးပြီးပူကြားကရိုဟန်ရဲ့အတန်ကိုကြားလိုက်ရတယ်အယုတ်ဖြစ်နေတဲ့ရိုဟန်ကိုလည်းတွေ့လိုက်ရတာပေါ့ပူကြားကရိုဟန်စီကိုသွားလိုက်တယ်အဲ့ဒီအချိန်အမျိုးသမီးကရောက်လာပြီးတော့ပူကြားနဲ့ရိုဟန်ကိုသူနဲ့တူဆွဲခေါ်သွားတယ်ဒါကိုမြင်တော့နေဟာအဲ့ဒီကနေပြေးထွက်လာတယ်ပြေးလာပြီးလမ်းပေါ်ရောက်တော့ပင်မလုံးလို့တတိလစ်သွားတယ်နောက်တနေ့မှသူနိုးလာတယ်နိုးလာတော့တော်ရဲကနေပူကြားနဲ့ရိုဟန်နှစ်ယောက်စလုံးရဲ့အလောင်းတွေကိုတွေ့သွားတယ်ဘယ်သူမှသူတို့နှစ်ယောက်ဘာဖြစ်ခဲ့လဲတော့မသိကြဘူးအဲ့ဒီအချိန်အဲ့ရွာကလူတစ်ယောက်ကဝင်ပြောလာတယ်ဒီမှာတော်ထဲမှာအမျိုးသမီးတစ်ယောက်ကသူ့သားနဲ့တူနေခဲ့တယ်တနေ့ဟိုတယ်ဆောက်ဖို့လူတွေကသူ့မြေကိုသိမ်းဖို့လာကြတယ်သူကငင်းတော့သူ့သားနဲ့သူ့ကိုရိုက်ပြီးတရားလုပ်ခဲ့ကြတယ်အဲ့ကလေးကသူ့ရဲ့ဝိညာဉ်ကဒီကိုလာတဲ့ကလေးတွေကိုတတ်ပြီးတော့သူနဲ့တူခေါ်သွားတယ်အဲ့အကြောင်းအရင်ကသိထားခဲ့ရင်ကျောင်းကဒီခရီးကိုလာမှာမဟုတ်ဘူးပူကြားနဲ့ရိုဟန်ရဲ့အသက်လည်းမဆုံးရှုံးရဘူးအဲ့ဒီအချိန်နေဟာကရိုဟန်ရဲ့ကစားစရာကိုသူ့အလောင်းနာမှာမြင်လိုက်ရတယ်သူ့မျက်လုံးတွေကတောက်ပနေပါတယ်